OK，ကျွန်တော်တို့ဒီအောက်ပိုင်းတည်နေတဲ့ရဲဘော်ပေါ့နော်ကျွန်တော်ပြောချင်တာကတော့ဒီ CNDF လူကြီးတွေ PDF လူကြီးတွေကာလာတာ KA ကျေဖြူကျင်းနေစားတဲ့လူကြီးတွေပေါ့နော်ဒီလူငယ်တွေရဲ့စကားတန်းပြည်သူလူထုတွေရဲ့စကားတန်းနားထောင်သိနေကျွန်တော်ထင်ပါတယ်ဗျာဟုတ်ဒါလေးပြောချင်တော့ပါဗျာကျွန်တော်ကမြစ်စင်းတစ်ဖက်စလုံးပေးဆက်ထားတဲ့ရေပေါ်တယောက်ပါစီခုတွေအကြောက်ဆုံးတစ်ခုထဲတော့လည်းနဲ့ကတော့ကျွန်တော်တို့စီလို့ရှိရင်ပါပဲ Green EP မှာရှိတဲ့ဒေါ်လာရေးဖွဲ့စည်းရအားလုံး UKSA ဖြစ်လာဖို့မိုက်တုံးလို့ဆိုအပ်ပါတယ်မိမိကိုကြိုးအတွက်အာဏာရထူးအတွက်မလို့ပါဘူးဆိုရင် Green EP မှာတင်တဲ့တာတစ်ခုဖြစ်လာဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ကျွန်တော်ကချင်းတစ်ဖက်ပေးဆက်ထားတဲ့ရေပေါ်တယောက်ပါဒေါ်လာရေးအောင်မြင်ဖို့အတွက်လူကြီးတွေကောင်းမှကြပါနဲ့ဒီလူထိအတနာထောက်ပါအောက်ချီဝေးပေါ်ရတနာထောက်ပါအလိုစီလို့ဖို့အချစ်တန်ကျွန်တော်ကတော့ပြဆက်ထားရေပေါ်ပြောက်ပါခင်းနေပြပါပေါ်လာရေးတာတခုတည်းရှိဖို့ဆက်ဆောတော့ရေပေါ်လေးပြဆက်တော့ရေပေါ်လေးတက်ခိုက်နေတဲ့ရေပေါ်လေးအောက်ဖို့ဒီတူစစ်စော်ပြီးတူအလုံးလို့ရှိကြတယ်ဆိုတာပေါ်လာရေးပဲစီကောင်းဆောင်ရင်ပြည့်တယ် UKSA ကျင်းဝင်နိုင်ဘူးစီလုံးနိုင်ဘူးဆိုတဲ့ဖွဲ့စည်းမှာတော်လည်းရင်းမအောင်ချင်တဲ့ဖွဲ့စည်းမျိုးဖြစ်မယ်စီလုံးနိုင်ဘူးဆိုရင်လည်းအတိုင်းကြပါနဲ့တော့ဒီလူလည်းပြင်ပန်းနေပြီးတိုက်တဲ့လူလည်းမောနေကျွန်တော်ကတော့ဒီအောက်ပိုင်းပြဆက်ထားရဲပေါ်တယောက်ပါကျွန်တော်တို့ဆက်ဆက်ထားတဲ့ຢာတွေပြန်လို့ချင်ပါပြန်လို့ချင်လည်းမရတော့ပါကျွန်တော်တို့ပြန်လို့ချင်တာကဒီကရင်ဒီညပ်ပေါ်နဲ့ဒီပေါ်လာရဲအောင်ပို့ပါတယ်ဒီတော်လာရဲကိုအဲ့ပေါ်လာရဲအောင်ပို့တော့ဒီစောကဒီစီလုံးကြရမှာဖြစ်ပါတယ်လောက်ကြပါလို့တော့ဆိုချင်ပါကျွန်တော်တို့ရဲ့ကြောက်သွားတဲ့ကျွန်တော်တို့တိုင်ရင်မှုဆရာလို့ပြောခဲ့တဲ့စကားကိုရှိပါတယ်ကရန်ပီတီတွေဝုံမကူကြကုန်ပြီတဲ့သူတို့ရဲ့မူလရည်ချက်ဖြစ်တဲ့စီအာနာရှင်ကိုတိုက်ထုတ်ဖို့တော်လိုင်းရေးလောက်ကြမယ်ဆိုတဲ့ရည်ရွယ်ချက်ကနေစီပွားရေးဝုံမကူကြကုန်ပြီအာနာတွေမဲ့တဲ့ဝုံမကူကြကုန်ပြီအဲ့တော့ကရန်ပီတီတွေလည်းမဟုတ်ဘူးတခြားဖွဲ့စည်းတွေလည်းအများကြီးရှိတယ်ဒီနေ့ဒီမှာကျွန်တော်တို့အချိန်နေဒီတိုင်းသွားကြမလားဒီအခုချိန်ကာလကဒေတာလူမြောက်ဖို့တော်ရင်အောင်ဖို့တဲ့ဘယ်အရာကပူရေးကြီးလဲအဲ့ဒါတွေထည့်ပေးရမပူရေးမကြည့်ပါဘူးအဲ့တော့လူကြီးတွေကျွန်တော်တို့တိုက်လာနှစ်60 90ရှိပြီကျွန်တော်တို့အဖွဲ့အစည်းလာတာဒီလင်းနာဆက်ရှိပြီပြီးတော့အနည်းလူငယ်တွေမသိတာအများကြီးရှိတယ်ဗါတွေစိတ်ရှိတွေပေးရမယ့်အချိန်မဟုတ်လူကြီးတွေအဲ့လိုမျိုးစိတ်ရှိတွေပေးနေတဲ့အချိန်လူကြီးတွေပေါင်းစည်းဖို့နောက်နေတဲ့အချိန်လူကြီးတွေဒေတာဆွဲဖြစ်နေတဲ့အချိန်လူမျိုးဆွဲဖွဲ့စည်းဆွဲဖြစ်နေတဲ့အချိန်မှာလူငယ်တွေအသက်ပေးနေကြပြီတက်ပေးနေကြရတယ်ဆိုတာဒီရကပြီးတော့ပြည်သူတွေလည်းအပြစ်မဲ့ပြည်သူတွေလည်းပေကြည်ရတယ်ဒုက္ခခံရကြရတယ်ဆိုတာတတိယပါ